အရှိရကနေထွက်တယ်အနောက်ရက်မှာနေဝင်တယ် United တို့နိုင်တယ်ဒါထူးဆန်းတဲ့ကိစ္စတစ်ခုတော့ဟုတ်မနေပါဘူးဒါပေမဲ့ဒီနေ့မနက်ခင်းလေးမှာတော့ထူးဆန်းတဲ့ကိစ္စတစ်ခု Old Trafford ရှေ့မှာဖြစ်ပွားနေပါတယ်Premier League ကျန်16သိန်းရဲ့နီးပြတွေစုပြီးတော့ United ရဲ့အင်ကွယ် Old Trafford အရှေ့မှာ Carry Out ဆိုတဲ့စိုင်းမုတ်တွေကိုစီကင်ပြီးဆန္ဒပြနေရလို့သတင်းရရှိထားပါတယ်ဒီလိုဆန္ဒပြမှုတွေကြောင့်ပဲ United ဘက်ကလည်းသူတို့ရဲ့ယာယီနီးပြကိုယာဒီကုန်ထိစက္ကန့်တင်မခန့်သေးကိုတကားပိတ်ဆွေးနွေးနေရပြီပဲဖြစ်ပါတယ်စနေနေ့ည9နာရီ Premier League ပွဲစဉ်25အဖြစ် Old Trafford မှာကစားခဲ့တဲ့ United နဲ့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာတော့ United တို့ဟာ2ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်United နိုင်တာသတင်းမဟုတ်ပေမဲ့ဘောလုံးပွဲထဲမှာအနှိတ်ခမ်းလာဖွင့်ခဲ့တဲ့ Christian Romero ရဲ့သတင်းဟာဆိုရင်တော့ဒီကနေ့အင်္ဂလန်သတင်းစာတွေရဲ့ကောင်းကြီးပိုင်းတွေမှာနေရာယူထားလို့နေပါတယ် Romero ဟာ United ရဲ့ကွဲလက်ခန်းစစ်ကစားသမား Casemiro ကိုအညောင်းညပြေစေဖို့အတွက်နေမိခဲ့ပေမဲ့ကွဲလက်တိုင်းကတော့ဒီဖြစ်ပျက်ကိုအနီးကပ်ပြသခဲ့တဲ့အတွက်29မိနစ်မှာပဲစပါးအသင်းဟာတယောက်ယောက်အနေထားနဲ့ခန်းစစ်ပိတ်ကစားခဲ့ရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ပွဲဟာတစ်ဖက်သက်ဆန်သွားခဲ့ပြီး United ဘက်ကလည်းစပါးအသင်းရဲ့ဂိုးသမားကိုအဝေးကန်ချက်တွေနဲ့သာတွေးတိုးဆန်းနေခဲ့တာပါUnited အသင်းအတွက်သွင်းကို2ဂိုးကိုတော့38မိနစ်နဲ့82မိနစ်မှာ Brian Mbeumo နဲ့ Bruno Fernandes တို့ကအသီးသီးသွင်းယူပေးခဲ့ကြပါတယ်။စပါးဂိုးသမား Valerio ကလည်းဒီနေ့ပွဲမှာလက်စွမ်းပြသခဲ့ပြီးသူသာမကရင်စပါးအသင်းကလည်းဒီထက်မကဂိုးပြတ်သွားနိုင်ခြေရှိခဲ့တာပါ။ဒီပွဲရလက်ကြောင့်ပဲ United တို့ဟာရမှတ်44မှတ်နဲ့အဆင့်4နေရာမှာဆက်လက်ရပ်တည်နေပြီးတော့စပါးအသင်းကတော့ရမှတ်29မှတ်နဲ့အတူအဆင့်14နေရာမှာယာယီရပ်တည်နေရပြီပဲဖြစ်ပါတယ်။